တဘာဝသင်္ဇာတာလုံးဝမရှိတော့ကိုရှားပါတဲ့ဒီကျွန်းနိုင်ငံတွေတခုရဲ့စက်ရုံတွေဟာတာမန်24နာရီလောက်ပဲရပ်တန့်သွားမယ်ဆိုရင်တကဘာလုံးကနီးပညာတွေကအကုန်လုံးရပ်တန့်သွားနိုင်တယ်ဆိုတာသင်သိပါသလားသင်လက်ထဲကစမတ်ဖုန်း laptop လမ်းမပေါ်ကလျှက်စစ်ကားတွေကနေကောင်းကင်ယံကပြန်တန်းနေတဲ့လေယာဉ်တွေနဲ့ယနေ့ခေတ်ကဘာကြီးကိုကင်လှုပ်နေတဲ့ AI နီးပညာတွေအထိအားလုံးရဲ့နောက်ွယ်ကအသက်သွေးကြောကိုဒီကျွန်းနိုင်ငံလေးတစ်ခုတည်းကမောင်ပိုင်စည်းချိတ်ချုပ်ထားတာပါအဲ့ဒီနိုင်ငံကတော့ကျွန်တော်တို့ရဲ့အာရှထိုက်မှာရှိတဲ့ထိုင်ဝမ်နိုင်ငံပဲဖြစ်ပါတယ်ဒီပုံပေါ်မှာလက်သေးကွန်လောက်ပဲရှိတဲ့ထိုင်ဝမ်ဟာဘာကြောင့်ကမ္ဘာကြီးကိုဒူးထောက်စေတဲ့နီးပညာပြင်ဖြစ်လာခဲ့လဲဆိုတာဒီနေ့ဗီဒီယိုမှာအသေးစိတ်လေ့လာကြည့်ကြရအောင်ထိုင်ဝမ်ဟာဒီနေ့ခေတ်နီးပညာလောကရဲ့ဦးနှောက်လို့တင်စားရမယ့်စီမီကွန်ဒတာချစ်ပြားတွေကိုကမ္ဘာပေါ်မှာအများဆုံးနဲ့အဆင့်မြင့်ဆုံးထုတ်လုပ်ပေးနေတဲ့နိုင်ငံဖြစ်ပါတယ်ဒီချစ်ပြားလေးတွေဟာလက်သေးကွန်လောက်ပဲသေးငယ်ပေမဲ့သူတို့ရဲ့အရေးပါမှုကတော့တကမ္ဘာလုံးကစီးပွားရေးထက်တောင်ပိုမိုလေးလံပါတယ်ဘာလို့လဲဆိုတော့စီမီကွန်ဒတာရှစ်ဆိုတာခေတ်သစ် electronic ပစ္စည်းတိုင်းရဲ့ဦးနှောက်ဖြစ်နေလို့ပါပဲဖုန်းကွန်ပျူတာစမတ် TV ကနေ AI ဆာဗာတွေအထိရှင်းမပါရင်ဘာမှလုပ်လို့မရတဲ့တန်ပြားတက်တက်တာဖြစ်သွားပါလိမ့်မယ်။ဒါတင်မကသေးပါဘူးစစ်ဘက်ဆိုင်ရာအဆင့်မြင့်နည်းပညာတွေဖြစ်တဲ့ F-35 ပစ္စမမျိုးဆက်တိုက်လေယာဉ်တွေနဲ့ဒုံးကျည်ကာဝေးရေးစနစ်တွေအာကာသဂြိုဟ်တုတွေမှာလည်းဒီချစ်ပြားတွေကိုပဲမရှိမဖြစ်အောက်ကိုနေရတာပါ။ဒီနည်းပြောရရင်ချစ်ပြားတွေဟာခေတ်သစ်ကမ္ဘာရဲ့အာရုံကြောစနစ်ပါပဲ။ဒါကြောင့်မို့လဲအမေရိကန်တရုတ်ဂျပန်နဲ့ဥရောပလိုကမ္ဘာအင်အားကြီးနိုင်ငံတွေဟာထိုင်ဝမ်ရဲ့ချစ်စက်ရုံတွေဒီမျက်တောင်မခက်စတန်စိုက်ကြည့်နေကြပြီးတော့ကမ္ဘာတဝန်းနည်းပညာကုမ္ပဏီအများပြားကလည်းထိုင်ဝမ်မှာထုတ်လုပ်တဲ့ချစ်ပြားတွေကိုအသုံးပြုနေကြရပါတယ်။ထိုင်ဝမ်ကိုနိုင်ငံရေးအရဖိအားပေးဖို့ကြိုးစားနေတဲ့တရုတ်နိုင်ငံကိုယ်တိုင်ကတော့သူတို့ရဲ့နည်းပညာတွေလက်ပတ်ဖို့ထိုင်ဝမ်ရဲ့ချစ်ပြားတွေပေါ်ရုံးမထွက်နိုင်လောက်အောင်မှီခိုနေရပါတယ်။ဒါပေမဲ့ထိုင်ဝမ်ဟာအစကတည်းကဒီလိုနည်းပညာပြင်ဖြစ်ခဲ့တာတော့မဟုတ်ခဲ့ပါဘူး။လွန်ခဲ့တဲ့1980ပြည့်နှစ်တွေတုန်းကထိုင်ဝမ်ဟာစိုက်ပျိုးရေးကိုပဲအဓိကထားတဲ့နိုင်ငံလေးပါဒါပေမဲ့အနာဂတ်ကိုမျှော်မြင်တွေးနိုင်တဲ့ထိုင်ဝမ်ဆိုရဟာအင်ဂျင်နီယာတွေကိုပြုစုပြောင်းထောင်ပြီးစီမီကွန်ဒတာကဏ္ဍမှာငွေပုံအောင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အဲ့ဒီမျှော်မြင်ရလကတော့1988ခုနှစ်မှာ TSMC ဆိုတဲ့နည်းပညာကဏ္ဍဝင်ကုမ္ပဏီကြီးပေါ်ထွက်လာခဲ့တာပါပဲ။ TSMC ဟာတခြားကုမ္ပဏီတွေလိုရှစ်ပြားဒီဇိုင်းကိုကိုယ်တိုင်ရေးဆွဲတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ကမ္ဘာထိပ်သီး Apple, Nvidia, AMD နဲ့ Qualcomm တို့ဒီဇိုင်းရေးဆွဲသမျှအမှုစိတ်ဆုံးချစ်ပြားတွေကိုဘယ်သူမှလိုက်မမီနိုင်တဲ့နည်းပညာအည်အသွေးတွေနဲ့အမိုက်စားထုတ်လုပ်ပေးခဲ့တာပါ။ဒါကြောင့်သူ့ကိုကမ္ဘာအဆင့်မြင့်ဆုံး chip စက်ရုံကြီးလို့သတ်မှတ်ထားကြတာပါ။ chip တွေထုတ်လုပ်ဖို့အလွန်သက်ရှင်းတဲ့ထုတ်လုပ်ရေးခန်းတွေလိုအပ်ပါတယ်။အဲ့ဒီအခန်းတွေဟာခွဲစိတ်ခန်းတွေတက်တောင်အစပေါင်းများစွာပုံမတန့်ရှင်းရပါတယ်။ပုံပုံလေးတစ်ပုံနဲ့မကပဲမျက်စိနဲ့မမြင်ရတဲ့ပိုးမွှားလေးတစ်ကောင်ကြောင်းတောင်ဒေါ်လာတန်းချီတန်တဲ့ chip ပြားတွေပျက်စီးသွားနိုင်လို့ပါ။ပြီးခဲ့တဲ့ COVID-19 ကာလတုန်းက chip အနှဲငယ်ပြက်လက်သွားရုံနဲ့တင်ကမ္ဘာတဝန်းကမော်တော်ကားကုမ္ပဏီကြီးတွေလနဲ့ချီရပ်နားခဲ့ရတာကိုကြည့်ရင်ထိုင်ဝမ်ရဲ့ chip ပြားလေးတစ်ပြားကကမ္ဘာကြီးကိုဘယ်လောက်ထိလွှမ်းမိုးထားလဲဆိုတာတက်တည်ပြနေပါတယ်။ထိုင်ဝမ်ဟာမြေပုံပေါ်မှာအလွန်သေးငယ်တဲ့ကျွန်းနိုင်ငံလေးတစ်ခုပါဒါပေမဲ့သူတို့ဟာကမ္ဘာနီးပညာလောကကြီးရဲ့နှလုံးခုန်တံကိုစီးကြက်ကြချထိတ်ဆုံးမောင်းနေပါတယ်။အခါတလေမှာကမ္ဘာကြီးရဲ့အလှည့်ပြောင်းကိုဖန်တီးတာဟာအင်အားကြီးပြီးလူကြီးများတဲ့နိုင်ငံတွေမဟုတ်ပါဘူး။လက်သေးကွန်လောက်ပဲရှိတဲ့ရှစ်ပြားလေးတွေနဲ့အဲ့ဒီရှစ်ပြားလေးတွေကိုသွေးချွေးရင်းပြီးအသက်သွင်းပေးနေတဲ့ထိုင်ဝမ်ဆိုတဲ့ကျွန်းနိုင်ငံလေးပဲဖြစ်ပါတယ်။